အဲ့ဒီနောက်ဂီယိုရဲ့အကြည့်ဟာမူရတာစီကိုရောက်သွားပြီးတော့ဂီယိုကသူ့ကိုအကျယ်ကြီးអော်ပြောတယ်ထန်ဂျီရိုရဲ့အခြေအနေကအလွန်ဆိုးရွားနေတယ်အဲ့ဒါကြောင့်သူ့ကိုဘေးကင်းတဲ့တန်ရာကိုခေါ်သွားပြီးတော့ဈေးကုပေးဖို့စ조사ပါတဲ့မူရတာကလည်းအဲ့ဒီအတိုင်းပဲလုပ်ပါတယ်သူတန်ဂျီရိုကိုခေါ်သွားတယ်ဒါပေမဲ့ဂီယိုကသူ့နာမည်ကိုမှတ်မိနေတဲ့အတွက်သူအယမ်းဝမ်းသာနေခဲ့တယ်အဲ့ဒီနောက်တန်ဂျီရိုအခုလက်ရှိမြင်နေရတဲ့အိမ်မက်ကိုပြတာတယ်တန်ဂျီရိုကအိမ်ဟောင်းတစ်လုံးရဲ့အရှိမထင်းခုန်နေတယ်အဲ့ဒီအိမ်ကဘာလဲဆိုတာမသိပေမဲ့တန်ဂျီရိုအတွက်ရင်းနှီးနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာအဲ့ဒီနေရာကိုမိန်းကလေးငယ်တယောက်ရောက်လာပြီးတော့တခြားလူတယောက်ဘက်ကိုလက်ညှိုးထိုးပြတယ်အဲ့ဒီလူကတန်ဂျီရိုကိုကြည့်ပြီးတော့ရိုးသေးသေးအိုးညွှန်းနှုတ်ဆက်လိုက်တယ်တန်ဂျီရိုကသူ့ကိုမြင်တာနဲ့ဒါ sun breathing ကိုစတင်တီးထင်ခဲ့တဲ့မူလအစပြုတ်သူယိုယီချီဆိုတာကိုတန်းပြီးတော့တီးလိုက်တယ်တခြားတစ်ဖက်မှာတော့ငါတို့မူရတာကိုမြင်ရတယ်သူကတန်ဂျီရိုကယ်တင်ဖို့အတွက်သူလုံနိုင်သမျှအရာအားလုံးကိုလှုပ်နေတယ်ဒါပေမဲ့ရုတ်တရက်တန်ဂျီရိုကအသက်ရှူရက်သွားတာကြောင့်မူရတာအလွန်ထိတ်လန့်သွားခဲ့တယ်အဲ့ဒီနောက်တန်ဂျီရိုရဲ့အိမ်မက်ထက်ကိုပြန်လဲပြသခဲ့တယ်ယိုယီချီကမင်းနဲ့မျှဝေခြင်းနဲ့စကားတခွန်းရှိရလို့ပြောတယ်တန်ဂျီရိုကလည်းပြန်ပြောတယ်လွန်ခဲ့တဲ့2နှစ်ကငါတို့တွေ့ခဲ့ကြတာဒါကမနေ့ကတင်ဖြစ်ပျက်ခဲ့တယ်လို့မျိုးပဲပြီးတော့ဆူမီရဲကလည်းအတော်လေးကြီးလာပြီးတော့အဲ့ဒီအချိန်တုန်းကတော့သူကခလေးလေးပဲရှိသေးတာအဲ့ဒီနောက်တန်ဂျီရိုကသဘောပေါက်သွားတယ်သူကတခြားတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာဒါမှမဟုတ်ယိုယီချီရဲ့မိတ်ဆွေအရင်ချဖြစ်တဲ့သူ့ရဲ့အဖိုးဆူမီယိုရဲ့အတိတ်မှတ်ဉာဏ်တွေကိုရောက်နေတာလို့ပြောလို့ရပါတယ်ယိုယီချီကပြောတယ်ငါတခြားလူတွေကိုပျော်ရွှင်နေတာမြင်ရင်ငါစိတ်ထဲကတကယ်ပဲကြည်နူးရတယ်ပြီးတော့ဒီကမ္ဘာပေါ်မှာလူဖြစ်လာရတာကကောင်းကြီးတစ်ခုတည်းမနှဲပါဘူးတဲ့အဲ့ဒီနောက်ယိုယီချီကသူ့အမေကအလွန်စိတ်ဝိညာဉ်ပိုင်းဆိုင်ရာကြီးညိုသူဖြစ်ပြီးယိုယီချီအတွက်အမြဲဆုတောင်းပေးလေးရှိတာကိုသတိရသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကအားလုံးကယိုယီချီကိုနားမကြားဘူးလို့ထင်နေကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ယိုယီချီရဲ့အမေကစန်ကော့နေမင်းစီမှာသူ့ရဲ့ကောင်းကြီးတွေကိုယိုယီချီအပေါ်အမြဲပေးသနာတော်မူဖို့ဆုတောင်းပေးခဲ့တာပါယိုယီချီရဲ့အကိုမီချီခတ်ဆုကိုကိုရှိဘူကလည်းယိုယီချီနဲ့စကားပြောဖို့အတွက်နာကျင်စရာကောင်းတဲ့ပြစ်မှုတွေခံရပေမဲ့လည်းယိုယီချီကိုအမြဲအလွန်စိတ်ပူပေးပြီးကိုညီဖို့စ조사ခဲ့တယ်အဲ့ဒီအချိန်တုန်းကပဲမီချီခတ်ဆုကိုကိုရှိဘူကယိုယီချီကိုအဲ့ဒီပလီလေးကိုပေးခဲ့တာပါယိုယီချီရဲ့အမေတဲဆုံးသွားတဲ့ညမှာပဲယိုယီချီကအိမ်ကနေထွက်ပြေးသွားခဲ့တယ်အိမ်ကနေထွက်ပြေးပြီးနောက်ယိုယီချီကတရက်နဲ့တညလုံးမနားတမ်းပြေးခဲ့တယ်အဲ့ဒီနောက်ယိုယီချီကသူ့အသက်အရွယ်လောက်ရှိမဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီမိန်းကလေးကဘာလှုပ်ရှားမှုမှမလုပ်ပဲလဲကွင်းပြင်တစ်ခုထဲမှာဒီတိုင်းမတ်တက်ရက်နေတာပါအဲ့ဒီနောက်ယိုယီချီကမေးမြန်းတဲ့အခါအဲ့ဒီမိန်းကလေးကယောဂတစ်ခုကြောင့်သူ့မိသားစုတစ်ခုလုံးတေးသွားခဲ့ကြောင်းအခုသူတယောက်တည်းပဲကြံတော့တဲ့အတွက်မြန်မာမှာဆိုလို့ရှိရင်တော့ဖားတစ်ပိုင်းငါးတစ်ပိုင်းလို့ခေါ်တဲ့အဲ့ဒီဖားလောင်းလေးတချို့ကိုသူနဲ့အတူအင်ကိုခေါ်သွားခြင်းလို့ဖြစ်ကြောင်းပြောပြပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာရက်နေရင်နဲ့မနက်ကနေညထိရောက်သွားခင်မှာအဲ့ဒီမိန်းကလေးကဘာမှလည်းပြန်မပြောသလိုအဲ့ဒီနေရာကလည်းညွှေးမရှားခဲ့ပါဘူးအဲ့ဒီနောက်ညာမိုးချုပ်သွားတဲ့အခါသူကအဲ့ဒီဖားလောင်းလေးတွေကိုသူတို့နေရာမှာပဲပြန်ထားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့ကြောင့်ဖားလောင်းလေးတွေသူတို့မိသားစုနဲ့မခွဲခွာစေခြင်းလို့ပါအဲ့ဒီမိန်းကလေးဝမ်းနေနေတာကိုမြင်တော့ယိုယီချီကအဲ့ဒီဖားလောင်းလေးတွေအစားငါမင်းနဲ့အတူအင်ကိုလိုက်ခဲ့ရင်မကောင်းဘူးလားလို့ကမ်းလှမ်းချက်တစ်ခုပေးလိုက်ပါတယ်အဲ့ဒီမိန်းကလေးကလည်းအော်တုံလုံးစွာနဲ့ယိုယီချီဘက်ကိုလှည့်ကြည့်လိုက်တယ်ဒီဇလန်တစ်ခုလုံးကိုယိုယီချီကိုယ်တိုင်ကတန်ဂျီရိုရဲ့ဘိုးဘေကိုပြောပြနေတာဖြစ်ပြီးယိုယီချီကလည်းအဲ့ဒီမိန်းကလေးရဲ့မျက်လုံးတွေကတကယ်ကို obsidian ကြောင်းမြတ်ရတနာစံတယ်လို့ပဲပြောပြပါတယ်အဲ့ဒီမိန်းကလေးရဲ့နာမည်ကဥတာဖြစ်ပြီးဒီဖြစ်ရဖြစ်ပွားပြီးနောက်မှာတော့ယိုယီချီနဲ့ဥတာတို့အမြဲတမ်းအတူနေထိုင်ကြတော့တယ်တစ်ဖက်မှာယိုယီချီကအလွန်တိတ်ဆိတ်ပြီးဘာမှမပြောတတ်သလိုဥတာကတော့စန့်ကျင်ဘက်ပါပဲအဲ့ဒီမိန်းကလေးကအလွန်စကားများပြီးဘသူနဲ့မဆိုဘလောက်ကြကြဖြစ်ဖြစ်မနာတဲ့စကားပြောနိုင်သူပါယိုယီချီကသူကတခြားသူတွေနဲ့အလွန်ကွာခြားရလို့ယူဆထားပြီးအဲ့ဒါကြောင့်လဲဘသူကမှသူ့ကိုတာမန်လူတယောက်လိုမဆက်ဆံခဲ့ကြပါဘူးဒါပေမဲ့လည်းဥတာကတော့ထွင်းချက်အနေနဲ့ယိုယီချီကိုတာမန်လူလိုပဲဆက်ဆံပေးခဲ့တယ်ယိုယီချီကသူ့ကိုယ်သူကြိုးပြတ်သွားပြီးဘယ်ရက်မျက်နှာကိုမှလွင်ပါသွားမလဲဆိုတာဘသူမှမသိတဲ့စွန်နကောင်လိုတင်စားပြောဆိုခဲ့ဘူးပေမဲ့ဥတာကတော့သူ့ရဲ့စွန်ချုပ်ကိုထိန်းချောင်းပေးခဲ့ပြီးယိုယီချီရဲ့တာမန်ဘဝတစ်ခုရှင်သန်ခြင်းနဲ့အိမ်မက်ကိုဖြည့်ဆည်းပေးခဲ့ပါတယ်အဲ့ဒီနောက်10နှစ်ကြာအောင်အချိန်ကျော်သွားခဲ့ပြီးအဲ့ဒီအချိန်မှာယိုယီချီနဲ့ဥတာတို့နှစ်ယောက်စလုံးလက်ထပ်ပြီးသွားကြပါပြီအဲ့ဒီအချိန်မှာဥတာကကိုရင်လည်းရှိနေပြီဖြစ်ပါတယ်အဲ့ဒီနောက်တနေ့မှာယိုယီချီကလက်တယ်မိဖွားပေးသူကိုတွားခေါ်ဖို့မြို့ထဲကိုတွားခဲ့တယ်ဘာလို့လဲဆိုတော့သူတို့ရွာနဲ့လည်းဝေးတဲ့တေးချအိမ်တလုံးမှာနေထိုင်ကြလို့ပါယိုယီချီရဲ့အစီအစဉ်ကညနေမတိုင်ခင်လက်တယ်ကိုခေါ်ပြီးအိမ်ပြန်ရောက်ဖို့ဖြစ်ပါတယ်ဒါပေမဲ့လည်းလမ်းမှာယိုယီချီကတောင်ကိုဖျက်ကျော်ဖို့စ조사နေတဲ့အဖိုးအိုတယောက်နဲ့ဆုံခဲ့တယ်အဲ့ဒီအဖိုးအိုရဲ့အခြေအနေကအလွန်ဆိုးရွားနေပြီးကောင်းကောင်းတော့လမ်းမလျှောက်နိုင်ပါဘူးအမှန်တော့အဲ့ဒီအဖိုးအိုရဲ့သားဖြစ်သူကစစ်ပွဲတစ်ခုမှာဒဏ်ရာရတာမို့လို့အဲ့ဒီအဖိုးအိုကသူ့သားကိုအသက်ရှင်လျက်နောက်ဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ်တွေ့ချင်နေတာပါအဲ့ဒီအပေါ်မှာယိုယီချီကသူ့ကိုကူညီပေးခဲ့ပြီးအဖိုးအိုကိုသူ့သားနဲ့တွေ့ဆုံပေးခဲ့တယ်ဒါပေမဲ့ဒီလိုလုံးနေရင်းနဲ့ယိုယီချီတယောက်အချိန်ကုန်မှမသိလိုက်ပဲကြည်ရင်နဲ့ညတကောင်တောင်ရောက်သွားခဲ့ပါတယ်အဲ့ဒီနောက်အမြန်ဆုံးယိုယီချီကအိမ်ကိုပြန်လာခဲ့တယ်
ဂျိုအီချီတွေးလိုက်ရတာကတော့ဥတာသူ့ရဲ့ရင်သွေးလေးနဲ့အတူတက်ဖြတ်ခြင်းခံရပြီးသားဖြစ်နေတာပါဒါပေမဲ့ညဘက်မှာသာအပြင်ထွက်လေးရှိတဲ့ဒီမွန်တကောင်ရဲ့လက်ချက်ဖြစ်ပါတယ်ဒီဇလန်ကိုနားထောင်နေတဲ့တန်ဂျီရိုတယောက်စိတ်မကောင်းဖြစ်နေရပြီဂျိုအီချီကပြောတယ်မင်းတို့အရာတစ်ခုကဘလောက်ပဲထိုးချမင်းသာဒါကိုဂရုတစိုက်မဆောက်ရှောက်ဘူးဆိုရင်သူမဆိုလာပြီးတော့ဖြတ်စည်းသွားလိမ့်မယ်တဲ့ဒီဖြစ်ရဖြစ်ပွားပြီးနောက်10ရက်တိုင်တိုင်ဂျိုအီချီကဘာလှုပ်ရှားမှုမှမလုပ်ဘာစကားမှလည်းမပြောဘဲသူ့ဇနီးရဲ့ရုပ်အလောင်းကိုရင်ခွင်ထဲပွေးပိုက်ထားခဲ့ပါတယ်10ရက်မြောက်တဲ့အခါမှာတော့အဲ့ဒီနေရာကိုဒီမွန်တကောင်နောက်လိုက်လာတဲ့ဒီမွန်စလေယာတယောက်ရောက်လာပြီးတော့ဂျိုအီချီကိုဒီအခြေအနေနဲ့တွေ့လိုက်ရတာပါအဲ့ဒီနောက်ဒီမွန်စလေယာရဲ့တိုက်တွန်းမှုကြောင့်ဂျိုအီချီကသူ့မိသားစုရဲ့ရုပ်အလောင်းကိုမြေမြုပ်တကြိုပေးခဲ့ပါတယ်ဂျိုအီချီကသူ့ရဲ့အိမ်မက်ဟာသူ့မိသားစုနဲ့အတူတာမန်ပေါ်လေးတစ်ခုရှင်သန်ဖို့ဖြစ်ခဲ့တာပါဒီအိမ်မက်ကဒီလောက်တောင်ကြီးမားလုံးလားလို့မေးခဲ့ပါတယ်ဂျိုအီချီကလည်းငါရဲ့အိမ်မက်ကအခုတော့ဘယ်တော့မှအမှန်ပြစ်လာတော့မှမဟုတ်ဘူးငါကဘသူနဲ့မှလည်းရန်ညိုးမရှိခဲ့ဘဲနဲ့လို့ပြောပါတယ်အဲ့ဒီနောက်ဂျိုအီချီကဒီမွန်စလေယာတွေအကြောင်းပို့ပြီးတော့သိရှိလာရတဲ့အခါဒီမွန်စလေယာတယောက်ဖြစ်ဖို့အဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂျိုအီချီကဒီမွန်စလေယာအားလုံးဟာသူတို့ရဲ့ဗလာတက်တက်ခွန်အားနဲ့အရေးချင်းတွေကိုပဲအခြေခံပြီးဒီမိုနီကိုတိုက်ခိုက်နေကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်ယိုယီချီကသူတို့အားလုံးကိုအသက်ရှူခြင်းအသက်နည်းပညာ breathing style ကိုသင်ကြားပေးခဲ့ပါတယ်။ sun breathing ကအလွန်ပဲအစွမ်းထက်တဲ့အသက်ရှူနည်းစနစ်ဖြစ်တာကြောင့်ဘယ်သူမှလိုက်မတင်ယူနိုင်ခဲ့ပေမဲ့ sun breathing ကိုအတူယူပြီးတော့ Demon Slayer အားလုံးကသူတို့ရဲ့ကိုယ်ပိုင် breathing style တွေကိုအသီးသီးဖန်တီးခဲ့ကြတယ်။အဲ့ဒီထဲကမှ breathing style ကိုပိုင်နိုင်လက်ခံကျင့်သုံးနိုင်ခဲ့တဲ့အနည်းငယ်သော Demon Slayer တွေကဟာရှီယာဆိုတဲ့ပွဲနာမည်ကိုရရှိခဲ့ကြပါတယ်။အဲ့ဒီနောက်အချိန်နဲ့ငယ်ကြတော့ Michikatsu Kokoshibu ကလည်း Demon Slayer အဖွဲ့ထဲဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်ယိုယီချီကသူ့မိုဇန်နဲ့ပထမအကြိမ်ဘလို့စုံခဲ့လဲဆိုတာဆက်ပြောပြပါတယ်။ Demon Slayer ဖြစ်ပြီးနှစ်နဲ့ငယ်ကြာမှာပထမဆုံးအကြိမ်ဖြစ်ယိုယီချီကမိုဇန်ရဲ့အရှိကိုရောက်လာခဲ့တယ်။မိုဇန်ကိုပထမဆုံးအကြိမ်မြင်လိုက်တာနဲ့ယိုယီချီကငါ့ကိုမွေးဖွားလာတာကဒီလူကိုတတ်ဖို့အတွက်ပဲဆိုတာတန်းပြီးတော့နားလဲလိုက်ပါတယ်။မူဇန်ကိုမြင်လိုက်ရုံများနဲ့ဂျိုယီချီကမူဇန်ရဲ့စိတ်ထဲမှာအလွန်ကြောက်စရာကောင်းတဲ့တစ်ခုကြံစည်နေတယ်ဆိုတာကိုသိလိုက်ပြီးတော့မူဇန်ဘယ်ချိန်မှဆိုပောက်ကွဲသွားနိုင်တဲ့မီးတောက်တစ်ခုလိုပဲလို့ဂျိုယီချီကခံစားခဲ့ရပါတယ်။ဂျိုယီချီကDemon Slayer အားလုံးကို breathing style နဲ့သင်ပေးနေတာကြောင့်မူဇန်ကသူ့ကိုကိုယ်တိုင်လာပြီးတတ်ချင်နေတာပါ။တုတ်ဆိုင်မနေပဲမူဇန်ကယိုယီချီအပေါ်သူ့ရဲ့ပထမဆုံးတိုက်ခိုက်မှုကိုစတင်လိုက်တယ်။အဲဒီတိုက်ခိုက်မှုကိုယိုယီချီကအလွယ်တကူလေးရှောင်လိုက်နိုင်ပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကအလွန်ပြင်းထန်ပြီးတော့အကယ်တစ်ချက်ထိမှန်သွားရင်တော့တကယ်ကိုကြောက်စရာကောင်းလိမ့်မယ်ဆိုတော့ယိုယီချီသဘောပေါက်သွားခဲ့တယ်။ယိုယီချီကဖောက်တွင်းမြင်ရတဲ့ကဘာ transparent wall ကိုမြင်နိုင်စွမ်းရှိတာကြောင့်မူဇန်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကိုကြည့်လိုက်တယ်။မူဇန်ရဲ့ခန္ဓာကိုယ်ထဲမှာတော့အုံနောက်9လုံးနဲ့နှလုံး9လုံးရှိနေပါတယ်။မူဇန်ရဲ့အလွန်ပြင်းထန်တဲ့အမြန်နှုန်းကိုရှင်းနိုင်ဖို့အတွက်ယိုယီချီကသူ့ရဲ့လှုပ်ရှားမှုအားလုံးကိုတစ်ချက်တည်းမှာပေါင်းစည်းပြီးတော့ Hino Kokyu ဂျိုဆန်နော့ခတ်တာကိုမူဇန်အပေါ်အသုံးပြုလိုက်ပါတယ်။အဲဒါကြောင့်တစ်ချက်တည်းနဲ့မူဇန်ရဲ့အခြေအနေကပျက်စီးသွားရပါတယ်။ဒီဇလန်ကိုနားထောင်နေတဲ့တန်ဂျီတို့ကလည်းအဲ့ဒီနေရာမှာပဲယိုယီချီကဂျိုဆန်နော့ခတ်တာ73ခုမြောက်ပုံစံသို့မဟုတ် sun breathing နေအသက်ရှူခြင်းရဲ့နောက်ဆုံးဖောင်ကိုပထမဆုံးအချိန်သုံးခဲ့တာပဲဆိုတာနားလည်သွားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့မူဇန်ရဲ့ခန္ဓာကိုယ်ကအပိုင်းပိုင်းပြတ်တောက်သွားပြီးသူဘယ်တော့ပဲစ조사သူ့ခန္ဓာကိုယ်ပြန်လဲကုသ regenerate လုပ်လို့မရတော့ပါဘူး။အတိအကျပြောရရင်တော့သူကပြတ်တောက်သွားတဲ့ခန္ဓာကိုယ်သုံးပြီးတော့ခေါင်းကိုသူ့နေရာမှာပဲရှိနေအောင်ပဲမနှဲထိန်ထားရတဲ့အဆင့်ဖြစ်သွားခဲ့ပါတယ်။ယိုချီကမူဇန်ခန္ဓာကိုပြန်မကောင်းနိုင်ရတာကယိုချီရဲ့ဓာတ်သွားကတောက်ပတဲ့အနီရောင်ဓာတ် bright soft ဖြစ်နေလို့ဆိုတာသဘောပေါက်လိုက်ပါတယ်။အဲ့ဒီနောက်ယိုချီကမူဇန်ကိုမင်းရဲ့နောက်ဆုံးစကားဘာလဲလို့မေးခဲ့ပေမဲ့မူဇန်ကဒီတိုက်ခိုက်မှုတစ်ချက်တည်းနဲ့အလွန်ထိတ်လန့်သွားခဲ့ရလို့ယိုချီကိုဘာမှပြန်မပြောနိုင်ပါဘူး။သူ့မျက်နှာတစ်ခုလုံးနီးမြန်းသွားပြီးမျက်လုံးတွေလည်းပြိုးကျန်ရခဲ့ပါတယ်။အဲ့ဒီနောက်ယိုချီရဲ့အကြည့်တွေကမူဇန်ရဲ့လက်အောက်ခံဖြစ်တဲ့တာမာယိုစီကိုရောက်သွားခဲ့ပါတယ်။သူကမူဇန်ကိုကြည့်နေပေမဲ့ထူးဆန်းတာကသူ့ရဲ့မျက်လုံးထဲမှာမျောလင်းချက်တစ်ခုရှိနေသလိုပါပဲမူဇန်အသက်ခံရဖို့သူကလိုလားနေတယ်လို့မျိုးပေါ့ဒါကြောင့်ယိုယီချီကတာမာယိုဘာမှမလုပ်ပဲမူဇန်ကိုတိုက်ရိုက်အပြတ်ရှင်းဖို့သူ့ရှေ့မှာလာရက်လိုက်ပါတယ်မူဇန်ကတခုခုပြောဖို့တော့မဟုတ်တုတ်ပြန်ဖို့မလုပ်နိုင်ခင်မှာသူ့ခန္ဓာကိုယ်အပိုင်းစပေါင်းထောင်ချီပြီးဖောက်ခွဲပစ်လိုက်ပါတယ်ဒီလှုပ်ရှားမှုကရုတ်တရက်ကြီးဖြစ်သွားတာမို့ယိုယီချီအနေနဲ့အပိုင်းစပေါင်း1800တွေက15ပိုင်းကိုပဲဖြတ်တောက်နိုင်ခဲ့ပြီးကြံရှိသွားတဲ့အပိုင်းစငယ်တချို့ကတော့နောက်တနေရာမှာပြန်ပေါင်းပြီးတော့မူဇန်ရဲ့ခန္ဓာကိုယ်ပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်တာမာယိုကမြေပြင်ပေါ်လဲကျသွားပြီးမူဇန်ကီဘိုစချီတည်သွားတာလို့ငိုယိုပြီးပြောရှာပါတယ်ဒါပေမဲ့ချက်ချင်းပဲသူထိတ်လန့်သွားတယ်ဘာလို့လဲဆိုတော့မူဇန်ရဲ့နာမည်ကိုရေရိုးလိုက်မိပေမဲ့တာမာယိုကဘာမှမဖြစ်ခဲ့တယ်လို့ပါပဲကျိန်စာကနေလွတ်မြောက်သွားတယ်လို့ဆိုလိုတာပါအဲ့ဒီနောက်ယိုချီကတာမာယိုအနာကိုတွားခဲ့ပြီးတော့တာမာယိုကမူဇန်ဟာဒီမွန်ရဲ့မူလအစဖန်တီးရှင်ဖြစ်ကြောင်းနဲ့ယိုချီမတေမချင်းမူဇန်ဘယ်တော့မှအရှိကိုထွက်လာတော့မှမဟုတ်ကြောင်းပြောပြပါတယ်အဲ့ဒီနောက်တာမာယိုကမူဇန်ကိုတတ်တဲ့နေရာမှာဒီမွန်စလေယာတွေကိုညီပါမယ်လို့ဂရုပေးခဲ့ပါတယ်သူအမှန်တိုင်းပြောနေတာဖြစ်လို့ယိုချီကသူ့ကိုအဲ့ဒီနေရာကနေထွက်သွားခွင့်ပြုလိုက်ပါတယ်ဒီဇလန်ကိုနားထောင်နေတဲ့တန်ဂျီရိုကတော့ဒီမိန်းကလေးကတာမာယိုဖြစ်နေတာကိုသိပြီးတော့အံ့ဩသွားရ
ရပါတယ်အဲ့ဒီနောက်ယိုယီချီကဒီမွန်စလေယာဌာနချုပ်ကိုပြန်ရောက်တဲ့အခါမှာတော့ဒီမွန်စလေယာအားလုံးကသူ့ကိုမီချီကာဆုကိုကိုရှိဘူးဒီမွန်ဖြစ်ဖို့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်ပြီးတော့ယိုယီချီကမူဆောင်လွန်မြောက်ခွင့်ပေးခဲ့တယ်ဆိုတာသိသွားတဲ့အခါဒီမွန်စလေယာအားလုံးကသူ့အပေါ်အလွန်မြင့်ဒေါသထွက်သွားကြပါတယ်ဒါနဲ့မကသေးပဲမူဆိုင်ရဲ့သတင်းအချက်လက်အများဆုံးရှိတဲ့တာမာယိုကိုပါယိုယီချီကလွတ်ပေးလိုက်တဲ့အတွက်အားလုံးကပေါ်ပြီးတော့ဒေါသထွက်ကုန်ကြတယ်အဲ့ဒီနောက်ဒီမွန်စလေယာအများစုကယိုယီချီကိုလူအများရှေ့မှာတေတံပေးဖို့အဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကအသက်ခန့်အပ်ထားရတဲ့ခေါင်းဆောင်ကတော့မကြသေးခင်ကမှသူ့အဖေဆုံးပါသွားရှာတဲ့အသက်၈နှစ်အရွယ်ကလေးတဦးဖြစ်နေတာကြောင့်ဒီဒေတာကိုခွင့်မပြုခဲ့ပါဘူးအပေါ်ကနေလည်းယိုယီချီကသူ့အတက်နိုင်ဆုံးစ조사ခဲ့တာဖြစ်လို့ယိုယီချီရဲ့ဒေတာကိုဆိုင်းငံ့ပေးခဲ့ပြီးသူ့ကိုဒီမွန်စလေယာအဖွဲ့ကနေပဲထုတ်ပယ်လိုက်ပါတယ်ဒီဇိုင်းလိုင်းအဆုံးသတ်မှာတော့ယိုယီချီကဒီကဘာပေါ်မှာမူဆောင်တတ်နိုင်တဲ့သူကသူတယောက်တည်းပဲရှိတာဖြစ်ပြီးဒါကသူလူဖြစ်လာရတဲ့တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်ပေမဲ့သူဒါကိုလည်းမအောင်မြင်ခဲ့ဘူးလို့ပြောပါတယ်ဒီမွန်စလေယာအားလုံးကိုစိတ်ပြတ်စေခဲ့တယ်လို့သူမိသားစုကိုတော့မကာကွယ်နိုင်ခဲ့ဘူးနောက်တစ်ချိန်မှာမူစမ်းကြောင့်တေဆုံးရမဲ့သူအားလုံးအတွက်လည်းယိုယီချီကသူ့ကိုယ်သူအပြစ်ရှိရလို့ယူဆထားပါတယ်ဒါတွေကိုနားထောင်နေတဲ့တန်ဂျီရိုကတော့ဒါယိုယီချီရဲ့အပြစ်မဟုတ်ဘူးလို့တွေးပြီးငိုပါတော့တယ်အဲ့ဒီနောက်တန်ဂျီရိုအဖိုးရဲ့သမီးဖြစ်သူဆူမီရက်ကယိုယီချီစီသွားပြီးတော့သူ့ကိုခြေပါအောင်လို့ပြောပါတယ်ယိုယီချီကလည်းခွင်တောင်းပြီးတော့သူ့ကိုရင်ဝင်ထဲထည့်ကစော့ကစားပြီးတော့ဆူမီရဲလေးကအလွန်သဘောကျသွားပြီးတော့လေထဲမှာပျော်ရွှင်စွာအော်ဟစ်နေပါတော့တယ်ဆူမီရဲလေးဒီလောက်ပျော်နေတာကိုမြင်ပြီးယိုယီချီရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဆူမီယိုရှိရဲ့ဇနီးရောက်လာပြီးတော့ယိုယီချီကိုဒီလိုအခြေအနေနဲ့မြင်တော့ဝေခွဲမရဖြစ်သွားပြီးယိုယီချီကိုနှစ်သိမ့်ပေးရင်ညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီနောက်တန်ဂျီတို့ကဒီလောက်ထိအရာအလုံးဖြစ်ပျက်ခဲ့ပြီးနောက်ယိုယီချီအနေနဲ့စိတ်အေးချမ်းမှုရသွားပါစေလို့တွေးနေမိပါတယ်အဲ့ဒီနောက်ငါတို့လက်ရှိပြစ္ဆုတ်ပံအချိန်ကိုပြန်ရောက်လာပြီးတော့အဲ့ဒီမှာမူဆန်နဲ့ဟာရှီယာအားလုံးကြားကတိုက်ပွဲဆက်ဖြစ်နေတော့မှာပဲဂိုးမိတ်ကမူဆန်ရဲ့တိုက်ခိုက်မှုတွေကတဖြည်းဖြည်းချင်းအလွန်မြန်ဆန်လာတာကိုသတိထားမိလိုက်ပါတယ်ဒီအချိန်မှာမစ်ဆိုရီကသူ့ရဲ့ကံကောင်းမှုတတ်ကြောင့်သာအသက်ရှင်နေတာပါအဲ့ဒီနောက်မူဆန်ကမစ်ဆိုရီကိုအဓိကထားပြီးတော့တိုက်ခိုက်လိုက်ရာမစ်ဆိုရီရဲ့မျက်နှာတဝက်နဲ့အတူသူ့ရဲ့ညာဘက်ပကုံးမှာလုံးဝပြတ်တောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာမစ်ဆိုရီကိုကယ်ဖို့ဟာရှီယာအားလုံးရောက်လာကြပြီးတော့မူဆန်ရဲ့တိုက်ခိုက်မှုကိုဘလို့ပဲဖြစ်ဖြစ်တားဆီးလိုက်ကြတယ်အဲ့ဒီနောက်အိုဘာနိုင်ကမစ်ဆိုရီကိုဘေးကင်းတဲ့နေရာကိုခေါ်သွားပြီးတော့အဲ့ဒီကဒီမွန်စလေယာတယောက်ကိုယိုရှီတို့ကိုအမြန်ဆုံးရှာပါဘာလို့လဲဆိုတော့သူတယောက်ပဲမစ်ဆိုရီကိုကုသပေးနိုင်လို့ပြောလိုက်ပါတယ်မစ်ဆိုရီကဆက်ပြီးတိုက်ခိုက်ခြင်းသေးပေမဲ့အိုဘာနိုင်ကပြက်ပြက်သားသားညင်းလိုက်ပါတယ်အိုဘာနိုင်အဲ့ဒီနေရာကနေထွက်ခွာသွားတော့မယ့်အချိန်မှာမစ်ဆိုရီကကျဲစိုးပြုတ်ပြီးမသေးပါနဲ့လို့တောင်းဆိုလိုက်ရှာပါတယ်စစ်မြေပြင်စီပြန်သွားရင်းနဲ့အိုဘာနိုင်ကတွေးနေမိတဲ့ကအကဲ၍တာမန်ကဘာတစ်ခုထဲမှာတာမန်အခြေအနေတွေအောက်မှာသာသူနဲ့မစ်ဆိုရီတို့စုံခဲ့ကြရင်ဘယ်တော့တောင်ကောင်းမလဲတဲ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပထမဆုံးအနေနဲ့ငါတေးရလိမ့်မယ်ပြီးတော့ငါအသုံးမကျတဲ့သွေးမျိုးရိုးကယုံထွက်ရလိမ့်မယ်လို့တွေးလိုက်ပါတယ်ပြေးနေရင်လည်းအိုဘာနိုင်ရဲ့ပါဇက်ကပတ်တီးတွေပြုတ်ကျသွားပြီးအိုဘာနိုင်ရဲ့မျက်နှာပေါ်ထွက်လာရာသူ့ရဲ့ပါဇက်မှာကြီးမားတဲ့ဒဏ်ရာအစင်းကြောင်းကြီးထင်နေတာကိုတွေ့ရပါတယ်ပြီးတော့အိုဘာနိုင်ကစိတ်ထဲကနေမစ်ဆိုရီကိုပြောပြနေတယ်သူကအလွန်ဆိုးရတဲ့မိသားစုတစ်ခုကနေဆင်းသက်လာတာဖြစ်ပြီးအဲ့ဒီမိသားစုကလူတွေကဘလို့ပေးဆပ်မှုမျိုးပဲရှိရှိသူတို့ရဲ့ကိုကြိုးတစ်ခုတည်းကိုပဲကြည်ကြတာပါအိုဘာနိုင်ကသူ့မိသားစုဟာစီးစိမ်ဥစ္စာနဲ့ယာရုအာနာလိုများပြတဲ့တော်ဝင်မိသားစုတစ်ခုတက်မနှဲဖြစ်ပေမဲ့ဒီမိသားစုမှာနှစ်ပေါင်း380ကြာမှပထမဆုံးမွေးဖွားလာတဲ့ယောက်ျားလေးကအိုဘာနိုင်ဖြစ်နေတာပါဒီလိုအလွန်ရှားပါတဲ့ဖြစ်အကြောင်းသူ့မိသားစုကအိုဘာနိုင်ကိုရောင်းစားဖြစ်ခဲ့ကြအမှန်တော့သူ့ကိုလွန်ခဲ့တဲ့အချိန်ကတည်းကတပ်ပြစ်ရမှာဖြစ်ပေမဲ့အိုဘာနိုင်ရဲ့မျက်လုံးအယောင်ကတစ်ဖက်စီကွဲပြားနေတာကြောင့်နောက်မှတပ်ဖို့အတွက်သူ့ကိုအသက်ချမ်းသာပေးပြီးမွေးထားခဲ့ကြတာပါအခြေခံအားဖြင့်အိုဘာနိုင်ရဲ့မိသားစုကိုးကွယ်တဲ့ဒီမွန်ကအိုဘာနိုင်ကိုစားကျင်နေတာဖြစ်ပြီးအိုဘာနိုင်ကိုအစာကျွဲပြီးတော့နည်းနည်းကြီးအောင်မွေးထားခိုင်းတာဖြစ်ပြီးအဲ့ဒီနောက်မှာအဲ့ဒီဒီမွန်ကစားမှာဖြစ်ပါတယ်အဲ့ဒီဒီမွန်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကမွေးတကောင်လိုပုံစံမျိုးဖြစ်ပြီးအဲ့ဒီဒီမွန်ရဲ့အမိတ်ကြောင့်ပဲအိုဘာနိုင်ရဲ့မိသားစုကသူ့ရဲ့ပါဇက်ကိုလှိဖြတ်ခဲ့ကြတာပါအိုဘာနိုင်ကိုငယ်ငယ်ကတည်းကထောင်ထဲမှာပဲပိတ်လောင်ထားခဲ့တာဖြစ်ပြီးတူကြီးလာတဲ့နေကြမှာဒီမွန်ကစားဖို့ဖြစ်ပါတယ်အဲ့ဒီထောင်ထဲမှာပဲအိုဘာနိုင်မှာတငယ်ချင်းတစ်ကောင်ရခဲ့ပါတယ်အဲ့ဒါကတော့အဖြူရောင်မွေလေးတစ်ကောင်ဖြစ်ပြီးအဲ့ဒီမွေကအိုဘာနိုင်ရဲ့လဲမှာအမြဲတမ်းအတူတူရှိနေပေးခဲ့တာပါအိုဘာနိုင်ကအဲ့ဒီတစ်သားထောင်ကိုဘလို့ပဲဖြစ်ဖြစ်ဖြတ်တောက်ပြီးတော့အပြင်ကိုထွက်ပြေးခဲ့ပေမဲ့အဲ့ဒီအကြောင်းကိုအဲ့ဒီဒီမွန်ကသိသွားပြီးတော့အိုဘာနိုင်နောက်ကိုလိုက်ဖမ်းရလမ်းမှာမိသွားခဲ့ပါတယ်ဒါပေမဲ့ဒီမွန်ကအိုဘာနိုင်ကိုတက်ပြီးမစားနိုင်ခင်ပါပဲFlame ဟာရှီယာဖြစ်တဲ့ရှင်ဂျူရိုရောက်လာပြီးတော့သူ့ရဲ့ flame breathing အကူအညီနဲ့အဲ့ဒီ demon ကိုအပိုင်းပိုင်းဖြတ်ကကယ်တင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာ Oba နိုင်ငံ Demon Slayer အဖွဲ့ထဲဝင်ခဲ့ပေမဲ့အဲ့ဒီအရာအားလုံးဖြစ်ပျက်ပြီးနောက်မှာလည်းစက္ကန့်တိုင်းမှာ Oba နိုင်ငံသူ့ရဲ့တေဆုံးသွားတဲ့မိသားစုဝင်တွေဟာသူ့နောက်မှာရှိနေပြီးတော့အချိန်တိုင်းသူ့ကိုစောင့်ကြည့်နေတယ်လို့မျိုးခံစားနေရဆဲပါ။ Oba နိုင်ငံသူ့တက်ခံရပြီးဒီညစ်ပတ်လာတဲ့ခန္ဓာကိုယ်ထဲကနေလွတ်မြောက်သွားခြင်းနေတာပါ။အဲ့ဒါကြောင့်သူမူဆန်ကိုတက်ပြီးသူ့ကိုယ်သူလည်းတက်သေးမှာဖြစ်ပါတယ်။ဒါမှနောက်ဘဝကျရင် mystery နဲ့ပြန်ဆောင်တွေ့ရမှာ
မှာဖြစ်ပြီးအဲ့ဒီအချိန်ကျရင်မစ်ဆိုရီကိုတေချာပေါက်ရင်ဖွင့်ဝင်ကန်ကွန်ဘတ်လောက်တော့မှာဖြစ်ပါတယ်အဲ့ဒီနောက်ငါတို့နယ်စုကိုမြင်ရတယ်သူကစစ်မြေပြင်နဲ့အလွန်နီးကပ်လာပါတယ်တခြားတစ်ဖက်မှာတော့ခါခိုရှိတွေကတာမန်ပြည်သူတွေကိုစစ်မြေပြင်နဲ့ဝေးရမှာထားဖို့နဲ့အဆောက်အုံတွေထဲမှာပိတ်မိနေတဲ့အကိုကြီးလိုသူတွေကိုဘေးကင်းအောင်လုပ်ပေးဖို့သူတို့ရဲ့ကိုယ်ပိုင်လုပ်တွေလှုပ်ဆောင်နေကြပြီးအချို့ခါခိုရှိတွေရဲ့အလုပ်ကတော့အဆောက်အုံအပျက်စီးတွေထဲကနေလူတွေကိုအပြင်ထုတ်ပေးဖို့ဖြစ်ပါတယ်သူတို့အလုံးလုံးနေကြတော့မှာပဲခါကိုရှိတယောက်ကတစ်သားတွေအောက်မှာကြောင်ကောင်ကိုတွေ့လိုက်ရပါတယ်သူတို့အဲ့ဒီကြောင်ပေါ်ကတစ်သားတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီကြောင်ကစစ်မြေပြင်စီကိုအမြန်ဆုံးပြေးသွားခဲ့တယ်ပြီးတော့ဒါသူ့ကြောပေါ်မှာလွယ်တလုံးလွယ်ထားတဲ့ထာမာရွဲကြောင်ဖြစ်တယ်ဆိုတာငါတို့ကိုပြသတာပါတယ်အဲ့ဒီနောက်ငါတို့အိုဘာနိုင်တဲ့စာနယ်မီတို့ကိုမြင်ရတယ်သူတို့ကမူဆန်နဲ့အလွန်နီးကပ်စွာတိုက်ခိုက်နေကြတာပါအဲ့ဒီအချိန်မှာပဲအိုဘာနိုင်ကအလွန်ပါးနှက်တဲ့နီလာနဲ့မူဆန်ရဲ့လက်ကိုဖျက်တောက်လိုက်ပါတယ်အဲ့ဒီအမြင်ကိုကြည့်ပြီးတော့မူဆန်ကဒီဟာရှီယာတွေအချိန်ဆွဲဖို့စ조사နေရအလက်ကပဲငါပဲအချိန်ထွက်ချင်ဒီနေရာကထွက်သွားလို့ရတယ်လို့တွေးနေမိပါတယ်။အိုဘာနိုင်ကမူဆန်အလွန်အာရုံစိုက်ပြီးတိုက်ခိုက်နေတာပါ။ဘာလို့လဲဆိုတော့ခြေတလန်းတစ်ချက်မှားတာနဲ့သူ့အသက်ပါသွားနိုင်လို့ဖြစ်ပါတယ်။အိုဘာနိုင်ကသူ့ကိုယ်သူပြန်ပြောတယ်နေထွက်ဖို့တစ်စက္ကန့်ပဲလိုတော့တဲ့အချိန်မှပဲငါ့ကိုကတတိမေးခွင့်ပြုမယ်။ဘာလို့လဲဆိုတော့မူဆန်ကိုတားဆီးနိုင်ဖို့အတွက်သူတို့အသက်တွေကိုစွန့်သွားခဲ့ကြတယ်။ဒီမွန်စလီယာတွေရဲ့အကူအညီလည်းပါနေလို့ပဲ။အဲ့ဒီနောက်ငါတို့ဂီယိုကိုမြင်ရတယ်။သူကဒီအချိန်မှာအလွန်ကိုအားနေနေပြီးဘာလို့လဲဆိုတော့သူ့ခန္ဓာကိုယ်ထဲမှာလည်းမူဆန်ရဲ့အစိတ်တွေအများကြီးရောက်ရှိနေလို့ပါ။အဲ့ဒါကြောင့်မလို့မူဆန်ရဲ့တိုက်ခိုက်မှုတစ်ချက်ကြောင့်ဂီယိုလက်ထက်ကဓာတ်လွတ်ကျသွားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိုဘာနိုင်တဲ့ဂီယိုမဲရီတို့ကဂျာကနေဝင်တားပေးလိုက်ပြီးစာနယ်မီကဂီယိုစီကိုနေမင်းကအခုထိမထွက်သေးဘူး။မင်းကဒီလောက်တောင်တေးကျင်နေတယ်ဆိုရင်ငါကိုယ်တိုင်ပဲမင်းကိုတတ်ပေးမယ်လို့ပြောပြီးဓာတ်တက်လက်ပစ်ပေးလိုက်တယ်။ဂီယိုကအဲ့ဒီဓာတ်ကိုကောက်ကင်ပြီးတော့ water breathing ရဲ့တပ်ဖောင်ဖြစ်တဲ့ dance all this way ခါရန်ကိုအသုံးပြုလိုက်ကငါကနောက်ဆုံးမှပဲအရှုံးပေးမယ်လို့သူ့ကိုယ်သူပြောလိုက်တယ်အဲ့ဒါကိုမူဆန်မြင်တော့ဟာရှီယာတွေကငါထင်တာတဲ့ပို့ပြီးတော့ခေါင်းမှာကြတာပဲဒါပေမဲ့ငါစိတ်ပူစရာဘာမှမရှိဘူးဟာရှီယာအားလုံးရဲ့ခန္ဓာကိုယ်ထဲမှာငါရဲ့အစိတ်တွေအများကြီးရောက်နေပြီဆိုတော့အခုနောက်ထပ်ခဏနေဟာရှီယာအားလုံးသေကုန်ကြတော့မှာပဲလို့တွေးလိုက်တယ်ဟာရှီယာအားလုံးကလည်းသူတို့ခန္ဓာကိုယ်ထဲကအစိတ်တွေကစပြီးတော့အလုံးလုံးနေပြီဆိုတာသတိထားမိကြတယ်ဟာရှီယာအားလုံးအားနေကုန်ကြပြီအားလုံးရဲ့အာယုံဆူဆိုင်မှုတွေလည်းယော်နေလာတဲ့အချိန်မှာပဲအဲ့ဒီနေရာကိုထာမာယိုကြောင်ရောက်လာပါတယ်သူ့ကြောဘော်ကအိတ်ထဲမှာတော့မူဆန်ရဲ့အစိတ်ကိုပြေစေမဲ့ဖြည့်စေးတွေပါရှိနေပြီအဲ့ဒီကြောင်ကဟာရှီယာအားလုံးကိုဖြည့်ဆွေးလိုက်ပေးပါတယ်ဟာရှီယာအားလုံးကလည်းအဲ့ဒီဆေးကိုသူတို့ရဲ့ကိုယ်ထဲကိုချက်ချင်းထိုးထည့်လိုက်ကြတယ်နောက်တစ်စက္ကန့်မှာတော့မူဆန်ကအဲ့ဒီကြောင်ကိုပိုင်းဖြတ်လိုက်ပြီးဒါကဘာကောင်လဲလို့တွေးနေတော့တယ်တခြားတစ်ဖက်မှာတော့ဟာရှီယာအားလုံးကအဲ့ဒီဆေးရဲ့အာနီးတင်ချက်ချင်းပြတာကိုသတိထားမိလိုက်ကြတယ်သူတို့ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်နေတဲ့အားနည်းမှုတွေရဲ့အကျိတ်အလုံးတွေကလည်းချက်ချင်းပြောက်ကွယ်သွားခဲ့တယ်ဒါဟာရှီယာတွေကိုအများကြီးအထောက်အကူဖြစ်စေပြီးအခုဆိုသူတို့ကအရင်ကလိုပဲမိုးဆောင်ပြန်ပြီးတိုက်ခိုက်နိုင်ကြပါပြီ။ပြောမိတ်ကဒီကူတာမှုကယာယီပဲဆိုတာနားလည်ထားပေမဲ့ဒါကမိုးဆောင်အတော်တော်အကြကြတားဆီးထားနိုင်ဖို့ကိုညီပေးလိုက်မယ်လို့သိပါတယ်။ဒါကိုမိုးဆောင်ကလည်းအခုရှင်တွေကဘာဖြစ်နေလဲဆိုတော့ရိပ်မိသွားပြီ။အရန်တော်သားထွက်လာပါတော့တယ်။သူကဟာရှီယာရီစီကိုရှောက်ရမ်းပြီးတော့တိုက်ခိုက်ရဟာရှီယာရီအနေနဲ့ဒီတိုက်ခိုက်မှုတွေကိုမနှဲပဲရှောင်တိန်နေရပါတယ်။အဲ့ဒီကြားထဲမှာအိုဘာနိုင်ကအခုထိတိုက်ပွဲကသူ့ရဲ့ပါဝင်မှုအကူအညီကအနည်းဆုံးပဲလို့တွေးနေမိပါတယ်။အဲ့ဒါကဘာလို့လဲဆိုတော့သူငငယ်တုန်းကထောင်ထဲမှာပိတ်လောင်ခံထားရခြင်းကသူ့ကိုဘာအလုံးမှလုံးခွင့်မပေးခဲ့လို့ပါသူ့ရဲ့ကလေးဘွားတစ်ခုလုံးမှာသူမဘူးသမျှအလေးဆုံးအရာကတူပဲဖြစ်ပြီးတော့သူလှုပ်ခဲ့ဘူးသမျှအကြီးမားဆုံးအလုပ်ကတော့အဲ့ဒီထောင်ထဲကနေထွက်ပြေးခဲ့တာပါပဲအဲ့ဒီနောက်အိုဘာနိုင်ကသတင်းမို့ကြီးကန်းနေပြောခဲ့တာကိုသတိရသွားပါတယ်ထိုကီတိုကသူ့ရဲ့ဓားအရောင်ကိုတောက်ပတဲ့အနီရောင် Brightwest အဖြစ်ပြောင်းလဲနိုင်ခဲ့ကြောင်းသူကဓားကိုအားရင်အပြင်းနဲ့တင်းတင်းကြပ်ကြပ်စုပ်ကန်ရင်းနဲ့ပဲဒီလိုလုံးနိုင်ခဲ့တာဖြစ်ကြောင်းပေါ့အိုဘာနိုင်ကအဲ့ဒီအရာရဲ့အသေးစိတ်ကိုတေချာမသိပေမဲ့အကယ်၍သူသာတောက်ပတဲ့အနီရောင် Brightwest Shop မလုံးနိုင်ဘူးဆိုရင်မူဆန်ကိုဘာမှလုံးနိုင်မှာမဟုတ်ဘူးဆိုတာတေချာသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်အိုဘာနိုင်ငံသူ့ရဲ့ခွန်အားလုံးကိုစုစည်းပြီးတော့သူ့ရဲ့စုပ်ကိုင်မှုအပေါ်မှာပဲအားဆိုင်လိုက်ရနောက်ဆုံးမှာတော့သူ့ရဲ့ဓာတ်ကတောက်ပတဲ့အနီရောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိုဘာနိုင်ငံသူကဓာတ်ပေါ်မှာပဲအာယုံအလုံးစုံစုစည်းလိုက်ပြီးတော့သူ့ခန္ဓာကိုယ်ထဲမှာအောက်ဆီဂျင်နည်းပါးလာပြီးခေါင်းမူးလာတာကိုခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲမူဆန်ရဲ့အသားအမြင်ထန်တစ်ကယ်တွေကအိုဘာနိုင်ငံကိုတိုက်ခိုက်လိုက်တဲ့စာနေမီကအကျယ်ကြီးអော်ပြီးတော့အိုဘာနိုင်ငံကိုနောက်ကိုကြီးလို့လှမ်းပြောလိုက်ပါတယ်။အိုဘာနိုင်ငံငါးကြောင့်နဲ့ကြိုင်ခဲ့တဲ့ဟာရှီယာတွေဒုက္ခမရောက်ပါစေနဲ့ဘာလို့လဲဆိုတော့ဟာရှီယာတယောက်ထပ်ပြီးတော့ဝင်ထုတ်ဝင်ဖို့ဖြစ်အားလုံးစီကိုပြန့်နှံ့သွားမှာမို့လို့တွေးနေမိပါတယ်။အိုဘာနိုင်ကအဲ့ဒီနေရာကဖယ်ဖို့အတက်နိုင်ဆုံးစ조사ပေမဲ့အခုသူ့တကူလုံးထုံကျင်နေပြီးသူ့လက်တွေကိုပဲသူအာယုံရပါတော့တယ်။အဲ့ဒီနေရာကိုဂီယိုရောက်လာပြီးတော့ကဲတင်ဖို့စ조사ပေမဲ့မိုးဆိုင်ရဲ့တိုက်ခိုက်မှုကအလွန်ပြင်းထန်လို့ဂီယူတော့မကယ်တင်နိုင်ခဲ့ပါဘူးဒါပေမဲ့ငါတို့မြင်တွေ့လိုက်ရကတော့အိုဘာနိုင်ငံမူဆန်ရဲ့တိုက်ခိုက်မှုကနေအလွယ်တကူရှောင်ကွဲပြီးတော့လေထဲကိုခုန်တက်သွားတာပါအခွင့်အရေးကိုမြင်တော့မူဆန်ကအိုဘာနိုင်ငံကိုလေထဲမှာနေလှမ်းပြီးတော့တိုက်ခိုက်ပေမဲ့မူဆန်ကပို့ပြီးတော့တောင်ထိတ်လန့်သွားရတယ်
ဘာလို့လဲဆိုတော့အိုဘာနိုင်ငံသူတိုက်ခိုက်မှုကိုရှောင်းလိုက်ရုံနဲ့မကပဲသူ့လက်ကိုပါအလွယ်တကူဖြတ်တောက်လိုက်လို့ပါပဲမူဆန်ကအိုဘာနိုင်ငံတိုက်ခိုက်မှုကအရင်ကထက်ပိုပြီးတော့ကောင်းလာတယ်ပြင်းထန်လာတာကိုသတိထားမိလိုက်ပါတယ်ပြီးတော့ဒီတစ်ချိန်အိုဘာနိုင်ဖြတ်လိုက်တဲ့လက်ကပြန်ပြီးတော့ကုသ regenerate လုပ်ဖို့လည်းအလွန်ခက်ခဲပါတယ်အဲ့ဒီအချိန်မှာနေရုတ်တရက်ကြီးမူဆန်ရဲ့တခြားလက်တစ်ဖက်လည်းထပ်ပြီးတော့ပြတ်တောက်သွားပြန်ပါတယ်မူဆန်အလိုဝေခွဲမရဖြစ်သွားရပါတယ်ဘာလို့လဲဆိုတော့သူ့ကိုဘယ်သူတိုက်ခိုက်နေလဲဆိုတာမမြင်ရလို့ပါမူဆန်ကဒါထာမာရဲ့ Black Demon အတစ်ခုခုပဲဆိုတာနားလည်လိုက်ပြီမဲ့သူတို့ကိုဘာလို့အာယုံမရနိုင်သေးတာလဲဆိုတာတွေးနေမိတုံးဖြစ်ပါတယ်ဒါပေမဲ့မူဆန်ကသူ့ရဲ့ကောင်းမွန်လာတဲ့အကြားအာယုံစွမ်းအားကြောင့်ဒီနေရာမှာတစ်ယောက်နှစ်ယောက်တည်းမကပဲ၃ယောက်တောင်ကိုပြောက်ပြီးသူ့ကိုတိုက်ခိုက်နေကြရဲဆိုတာတည်သွားခဲ့ပါတယ်အဲ့ဒါအကြောင်းမလို့ဖြစ်နိုင်ခြေအရှိဆုံးနေရာကိုမူဆန်ကတိုက်ခိုက်မှုတွေပြစ်လွတ်လိုက်ပြီးတိုက်ခိုက်သူ၃ယောက်စလုံးကိုတပြိုင်နက်တည်းထိမှန်သွားစေခဲ့ပါတယ်အဲ့ဒီမှာငါတို့သိလိုက်ရတာကအဲ့ဒီတိုက်ခိုက်သူ၃ယောက်ကတခြားသူတွေမဟုတ်ပဲအီနိုဆုကဲဇန်ဆုနဲ့ခါနာအိုတို့ဖြစ်ကြပြီးသူတို့ရဲ့အပေါ်ကနေဖျက်တောက်ခံလိုက်ရတဲ့စက်ကူချက်တွေကတော့ယိုရှီတို့ရဲ့ Black Demon အပဲဖြစ်ပါတယ်ဂျိုမဲကသူတို့ကိုမြင်တော့အလွန်ဝမ်းသာသွားပြီးအီနိုဆုကဲကငါကဘယ်တော့မှမတည်ဘူးငါမတည်နိုင်တဲ့ကောင်ကဒါတွေမကသေးဘူးငါမှကိုပြောင်းလို့ရတဲ့အဲ့ဒီစက်ကူချက်တွေအများကြီးရှိသေးတယ်လို့အကျယ်ကြီးအော်ပြောပါတယ်အီနိုဆုကဲကသူ့စကားမဆုံးခင်မှာနေမူဆန်ကသူ့ကိုတိုက်ခိုက်လိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲအိုဘာနိုင်ငံမူဆန်ရဲ့လက်နှစ်ဖက်စလုံးကိုဖျက်တောက်လိုက်ပါတယ်အဲ့ဒါအကြောင်းပဲတောက်ပတဲ့အနီရောင်တာ Brightway Shot ရှိနေခြင်းကမူဆန်ရဲ့ခန္ဓာကိုပြန်လဲကူးတာမှုကိုအရင်ကထပ်ပေါ်ပြီးတော့နေကွေးသွားစေတယ်ဆိုတာအားလုံးသိရှိသွားကြပြီစာနယ်မီကဒါကိုသိရတော့အလွန်ဝမ်းသာသွားတယ်အဲ့ဒီနောက်ခန္ဓာဦးနဲ့ဇိုင်စုတို့ကိုမြင်ရတယ်သူတို့ကခေါင်းပေါ်မှာစက်ကိုချက်တွေကိုပြန်ကတ်လိုက်ပြီးကိုပြောက်ကမူဆန်ကိုတိုက်ခိုက်ကြတယ်ခန္ဓာဦးက flower breathing ရဲ့4 pound တုံးတယ်ဇိုင်စုကတာနာ breathing ရဲ့ fast pound ကိုတုံးတယ်အဲ့ဒါကိုကြည့်ပြီးတော့မူဆန်ကမင်းတို့ရဲ့အကောင်းဆုံးတိုက်ခိုက်မှုတွေကလေငါ့ကိုကြာကြာတားမထားနိုင်ပါဘူးလို့ပြောတဲ့အချိန်မှာပဲအိုဘာနိုင်ရောက်လာပြီးတော့ snake breathing တပ်ဖောင်ကိုတုံးလိုက်ပါတယ်အခုဆိုရင် demon slayer အရေးအတွက်တိုးလာတာကြောင့်ရောအိုဘာနိုင်ရဲ့အနီရောင်ဓာတ်ကြောင့်ရောဂိုမဲပေါ် PR နဲ့ရောကြသွားပြီးသူကသူ့ရဲ့လက်နက်တွေကိုချက်ချင်းရိုက်ခတ်ကတောက်ပတဲ့အနီရောင်လက်နက်ဖြစ်ပြောင်းလဲလိုက်ပါတယ်အခုတော့သူ့ရဲ့အနီရောင်လက်နက်နဲ့ဂိုမဲကမူဆန်ကိုတိုက်ခိုက်ပြီးသူ့ရဲ့ဘဲဘက်ပခုံးကိုလုံးဝပျက်စီးသွားစေခဲ့ပါတယ်ဒါကိုမြင်တော့ဂီယုံနဲ့စာနယ်မီတို့နှစ်ယောက်စလုံးကလည်းတယောက်နဲ့တယောက်ဓာတ်ချင်းရိုက်ခိုက်လိုက်ကြပြီးနှစ်ယောက်စလုံးရဲ့ဓာတ်ရောင်ကတောက်ပတဲ့အနီရောင်ဖြစ်ပြောင်းလဲသွားကြပါတယ်အဲ့ဒီအချိန်မှာပဲသတင်းပို့ကြီးကန်းတစ်ကောင်ရောက်လာပြီးတော့နေထွက်ဖို့နောက်ထပ်တနာရီနဲ့3မိနစ်ပဲလိုတော့တယ်လို့အားလုံးကိုပြောပြလိုက်ပါတယ်ဒါကိုကြားရတော့ဆန်နေမီနဲ့ဂီယိုတို့နှစ်ယောက်စလုံးကသူတို့ရဲ့အနီရောင်ဓာတ်တွေနဲ့မူဆန်ကိုတိုက်ခိုက်ဖို့အသင့်ဖြစ်သွားကြပါတယ်အဲ့ဒီနောက်ငါတို့သတင်းမင်းနေတုံးပဲဖြစ်တဲ့တန်ကြီးတို့ကိုမြင်ရပြီးတော့ယိုရှီတို့ကသူ့ကိုတာမာယိုဖန်တီးရတဲ့ဆေးကိုထိုးပေးနေပါတယ်အဲ့ဒါကိုကြည့်ပြီးတော့မူတာရာကသူ့ကိုဆေးတွေဒီလောက်အများကြီးထိုးပေးနေတာမကောင်းဘူးထင်တယ်လို့ပြောတော့ယိုရှီတို့ကအလွန်ဒေါသတကြီးနဲ့တန်ကြီးတို့ရဲ့အခြေအနေကအလွန်ဆိုးရွားနေတာဒါကြောင့်သူတို့လုံနိုင်တဲ့များနီလန်းမှန်တဲ့များကိုစ조사ရမှာပဲလို့ပြန်ပြောပါတယ်အဲ့ဒီနောက် Demon Slayer တွေကတန်ဂျီရိုရဲ့လက်ထဲကဓာတ်ကိုဖြုတ်ဖို့စ조사ပေမဲ့တန်ဂျီရိုရဲ့စုပ်ကင်မှုကအလွန်ပြင်းထန်လို့သူတို့မဖြုတ်နိုင်ကြပါဘူးယိုရှီရောကဓာတ်ကိုတန်ဂျီရိုမှာတိုက်ခိုက်ခြင်းနဲ့စိတ်ဆန္ဒရှိသေးတဲ့လက္ခဏာတစ်ခုလို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာ Demon Slayer တယောက်ကတန်ဂျီရိုရဲ့သွေးခုန်တုံပြန်ရလာပြီလို့ပြောတာကြောင့်အားလုံးအော်သွားပြီးတန်ဂျီရိုကိုနှောဖို့စ조사ကြတယ်မူတာရာကမူဆန်ကငါတို့လက်ထဲကနေလွတ်သွားတော့မယ်ငါတို့အားလုံးဝိုင်းဝန်းကူညီကြရမယ်လို့အော်ပြောတဲ့အချိန်မှာပဲတန်ဂျီရိုကသူ့ရဲ့စုပ်ကင်မှုကိုပို့ပြီးတင်းကျပ်လိုက်ကချက်ချင်းပဲမျက်လုံးပွင့်လာပါတော့တယ်အဲ့ဒီနောက်စစ်မြေပြင်ရဲ့အခြေအနေကိုလာကြည့်နေပြီးနေမထွက်မချင်းဟာရှီယာရီမူဆောင်တားဆီးထားနိုင်ပါစေလို့ဆုတောင်းနေတဲ့ခါကိုရှီတယောက်ကိုမြင်ရပါတယ်အဲ့ဒီအချိန်မှာပဲဂိုမေကသူ့လက်နက်နဲ့မူဆောင်တိုက်ခတ်ပြီးတော့သူ့ခန္ဓာကိုယ်ရဲ့အလဲပိုင်းကိုလုံးဝပိုင်းဖြတ်ပြလိုက်ပါတယ်ဆန်နေမီကပြေးသွားပြီးတော့မြေပြင်ပေါ်ကစက်ကူတစ်ချက်ကိုကောက်ကသူ့ကောင်းမှာကတ်လိုက်ပြီးတော့ Wind Breathing ရဲ့7 Found ကိုအသုံးပြုလိုက်ပါတယ်အခုတော့ဂိုမေကတောင်ဝင်နေအများကြီးမရှိတော့တာကြောင့်သူကမူဆောင်ရဲ့ခန္ဓာကိုယ်ပဲအာယုံဆိုင်လိုက်ရဖောက်ထွေးမြင်ရတဲ့ကဘာ Transparent Wall ကနေတဆင့်မူဆောင်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကိုမြင်လိုက်ရပြီးသူအံ့ဩသွားခဲ့ရပါတယ်အဲ့ဒါကတော့မူဆန်မှာနှလုံးတွေအများကြီးနဲ့အုံနောက်တွေအများကြီးရှိနေလို့ပါပဲအဲ့ဒါကြောင့်ငါတို့သူ့ကောင်းကိုဖျက်လိုက်ရင်တော့အရေးမကြီးဘူးသူ့မှာသူ့ကိုယ်သူအသက်ရှင်စေမဲ့အင်္ဂါအစိပ်ပိုင်းတွေအများကြီးရှိနေသေးတာပဲလို့သိသွားတယ်အဲ့ဒီနောက်ဒိုမေကငါတို့သူ့ရဲ့အသက်အိုးအိမ်အင်္ဂါတွေကိုပဲတိုက်ခိုက်ရင်မကောင်းဘူးလားဒါမှမဟုတ်ငါတယောက်တည်းတိုက်ခိုက်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့တွေးပြီးဟာရှီယာအားလုံးကိုမင်းတို့ရဲ့အာယုံအားလုံးကိုအမြင်အာယုံပေါ်မှာပဲစုစည်းပြီးမူဆန်ရဲ့ခန္ဓာကိုအတွဲမှယုံကြည့်ဖို့စ조사ကြစမ်းမင်းတို့တခုခုမြင်ရလားလို့လှမ်းပြောပါတယ်အိုဘာနိုင်ကမူဆန်ရဲ့ခန္ဓာကိုတေချာကြည့်လိုက်တဲ့အခါသူလည်းဒါကိုမြင်ပြီးအံ့ဩသွားရတယ်ဒါပေမဲ့ဒါတွေအားလုံးကဘာမှအကျိုးမရှိခဲ့ပါဘူးဘာလို့လဲဆိုတော့မူဆန်ကဒေါသတကြီးနဲ့သူ့ရဲ့အသားမြင်တွေနဲ့လက်နှစ်ဖက်စလုံးကိုအားအပြည့်သုံးပြီးတော့သူ့ပတ်ပတ်လည်ကိုတိုက်ခိုက်ပစ်လိုက်လို့ပါအဲ့ဒီကနေအလွန်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးအပြင်က
ခါကိုချီကဒီမြင်ကွင်းကိုကြည့်ကထိတ်လန့်သွားရပါတယ်သူမြင်လိုက်ရတာကမူဆန်ကသူ့ခြေထောက်ပေါ်မှာတယောက်တည်းမတ်တက်ရက်နေပြီးသူ့ရဲ့ဘေးနားမှာဂိုးမဲကြီးလဲကျနေကသူ့ရဲ့ခြေထောက်တစ်ဖက်လည်းပြတ်တောက်သွားပြီးဂိုးမဲကြီးပါတတိမေလဲသွားခဲ့ပါပြီအဲ့ဒီနောက်အခေါင်မိုးတစ်ခုပေါ်မှာစာနေမိရဲ့ခန္ဓာကိုလဲကျနေတာကိုတွေ့ရပြီးသူလည်းတတိမင်းနေရှာပါတယ်ဒီလိုပဲဒီမွန်စလေယာအားလုံးဟာလည်းတနေရာစီမှာတတိမေပြီးတော့လဲကျနေကြတာပါအဲ့ဒီနောက်ခါနာအိုမြင်ရတယ်သူ့ခေါင်းပေါ်ကစက်ကူချက်ကအောက်ကိုလွတ်ကျသွားပြီးမူဆန်ကအလွန်ဒေါသတကြီးနဲ့သူ့စီလျှောက်လာတယ်ခါနာအိုကမူဆန်ကိုပြန်တိုက်ဖို့သူ့မဟုတ်အ ਨੇ ဆုံးမတ်တက်ရက်နိုင်ဖို့တက်နိုင်ဆုံးစ조사ပေမဲ့သူ့ခန္ဓာကိုယ်ကလုံးဝတုံ့ပြန်မှုမရှိတော့ပါဘူးအဲ့ဒီနောက်မူဆန်ကသူ့လက်ကိုမြှောက်ပြီးတော့ခန္ဓာကိုယ်တတ်တော့မဲ့အချိန်မှာအဲ့ဒီနေရာကိုတန်ဂျီရိုရောက်ရှိလာပြီးတော့ sun breathing ဖြစ်တဲ့ Hinokami Kakura Shining Ray of Grey ကိုအသုံးပြုလိုက်ရာမူဆန်ရဲ့လက်ကလုံးဝပြတ်တောက်သွားပြီးပြန်လဲကုသလို့မရတော့ပါဘူးအဲ့ဒီနောက်တန်ဂျီရိုကခါနာအိုကိုကာကိုရှီရဲ့အနားမှာတွားထားပေးလိုက်ပြီးသူ့ကိုဂယူးဆိုင်ပေးပါလို့ပြောလိုက်ပါတယ်မူဆန်ကတန်ဂျီရိုကိုကြည့်ပြီးမင်းရဲ့ပုံစံကအလွန်ရုပ်ဆိုးနေတာပဲလို့ပြောပေမဲ့တန်ဂျီရိုကဘာမှပြန်မပြောပဲဒေါသတကြီးနဲ့မူဆန်ကိုစိုက်ကြည့်နေပါတယ်ထန်ဂျီရိုကိုဒီလိုအခြေအနေနဲ့မြင်တော့မူဆန်ကထန်ဂျီရိုရဲ့စွမ်းအားတွေအများကြီးတိုးလာပြီဆိုတာသိလိုက်ရပြီးငါတို့နှစ်ယောက်ထဲမှာဘသူကဒီမွန်လဲဆိုတာငါတော့ခွဲမရတော့ဘူးလို့ပြောတယ်တန်ဂျီရိုကအလွန်ဒေါသတကြီးနဲ့မူဆန်ကိုကဲဒီနေ့တော့ဒီကစားပွဲကိုအဆုံးသတ်ကြစို့လို့ပြောလိုက်ပါတော့တယ်